ရတယ်ဒီတော့တပည့်ညက်ပြီးကိုတယောက်ရှိတယ်ဆိုင်ရလို့ဒီအဲ့ဒါရကားလေးဆိုင်ခဲ့ဒီဆိုင်ကဘာခေါ်လာတာညက်ရဦးလေးသမညက်ရအောင်ဆိုတော့ဦးလေးကမရှိသေးပါဘူးတဲ့မှာမရှိသေးပါဘူးတဲ့မညက်ချင်သေးဘူးဆိုပြီးတော့ပြောရဲအားနာလို့ထင်တယ်အဲကျွန်တော်ကလည်းဇုတ်ခေါ်ပြီးတော့ညက်ဖို့ပြင်လိုက်ပါပြီကြည့်နော်โอ้เลยเลยပါပါတဲ့ကောင်အိမ်ရထည့်လာတယ်တောက်လာလာလာนี่จะล่าเลยนี่ได้တော့ညလိုကတော့ပြီးသွားပါပြီ။နောက်ပြီးတော့လေးကျွန်တော်မှုတ်ပေးပါတယ်။အမှန်ရိုးရှင်းရှင်းလေးတော့ညှက်ပေးထားလိုက်ပါတယ်။ပြီးရင်ဟဲ့ကိုလေးပပလေးလိမ့်ပါတယ်။ဦးလေးကတော့ရှက်ပြုံးလေးပေါ့ဒီလူကြီးဆိုတော့တက်တက်ရဲရဲလေးပါပဲ။ရိုးရှင်းရှင်းလေးပါပဲ။အားလုံးကျေးဇူးပါကြည့်ပေးပြီးတော့